ကဲလူကြီးမပြောရမယ်အညာကပတ်သုံးစားမရဇော်ထဲတို့တမ်နီးတို့နော်သူတို့ပေါင်းပြီးတော့ဘုံနဂါးကိုစစ်တပ်ထဲဝင်သွားပါပြီဆိုပြီးတော့မှစခါနဲ့ပေါင်းပြီးတော့စခါကိုအရင်ဆုံးသတင်းပေးတယ်အဲ့ဒါနေပြီးတော့မှစခါကိုဘာဖြစ်လို့သတင်းပေးရလဲသိလားစခါနဲ့ပေါင်းသွားပြီဆိုပြီးတော့စခါနေပြီးတော့မှသတင်းလွှင့်ခိုင်းတာလဲဆိုလို့ရှိရင်သူတို့ကဒီမှာဘုံနဂါးကိုအပိုင်အပြတ်ရှင်းလို့ရမထင်လို့ဘာဖြစ်လို့လဲဆိုတော့စစ်စခါတွေကိုပေါ့စစ်ခွေးတက်သေးကိုဘုံနဂါးကအမှောင်ဖြစ်ဖြစ်အလင်းဖြစ်ဖြစ်ဝင်သွားပြီလို့သတင်းထုတ်လိုက်ပြီးတော့သူတို့ကဘုံနဂါးကိုအချင်းလက်ရဖန်စီရမိလို့ရှိရင်သူတို့ဒေချာပေါက်လက်စဖြောင်းမှာအဲ့ဒီအတွက်သူတို့ကလည်းအပိုင်တွက်ထားတယ်ဘုံနဂါးကိုဒေချာပေါက်လက်စဖြောက်ဖို့အပိုင်တွက်ထားတယ်အဲ့လိုအပိုင်တွက်ထားတဲ့အတွက်ကြိုပြီးတော့စခါစီမှာသတင်းလှန့်လွှင့်ထားတာနောက်အနူပိတ်အနီပိတ်နဲ့နောက်ဒီပေးစာကန်းစာစားနေရတဲ့မီဒီညာတွေရောပေါ့နော်အကုန်လုံးကဝါဒဖြန့်ကြတယ်ဒါပေမဲ့အထူးသဖြင့်တော့ဒီပသုံးစားမရရဲ့စစ်ခွေးရဲ့ပေါင်းပြီးတော့မှအရင်ဆုံးဟိုမှာစစ်ခွေးလက်ထဲဝင်သွားပြီးဘုံကစစ်ခွေးလက်အောက်ခံကိုလက်နဲ့ချသွားပြီးဆိုပြီးတော့မှသူတို့သတင်းလွှင့်တယ်ဘာလို့အဲ့လိုသတင်းလွှင့်တာလဲဆိုတော့ဘုံကကိုသူတို့ဒေချာပေါက်ပြေးလို့မလို့ဘူးလို့ထင်လို့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါမှစစ်ခွေးလက်ထဲဝင်သွားပြီးလို့သတင်းလွှင့်ပြီးကမှဒီမှာသူတို့ဖမ်းမိလို့ရှိရင်ဘုံကားကိုသူတို့လက်စဖြောက်လို့ရမှာသူတို့လက်စဖြောက်လိုက်လို့ရှိရင်သူတို့ပေါ်မှာလူတွေကအာယုံမဆိုင်ဘူးအပြစ်မမြင်ဘူးအပြစ်မတင်ဘူးဟိုပြောတော့ကြီးရခိုင်နှုန်းကြီးမလို့စစ်တပ်တဲ့ဝင်သွားဆိုပြီးတော့ပြစ်တင်ကြမယ်အဲ့ဒီအတွက်ဒီဘက်ကသူတို့လည်း AC ရှင်းလို့ရတယ်သူတို့လည်းအပြစ်လို့ဟိုဘုံကားစစ်တပ်တဲ့ပဲဝင်သွားသလိုသူတို့ပဲရှင်းလိုက်သလိုလိုအများတော့ပြင်သူတို့ရှင်းလိုက်သလိုလိုဆိုတာထက်ကိုပို့ပြီးတော့စစ်တပ်တဲ့ဝင်သွားလို့ဆိုပြီးတော့ပဲလက်နဲ့ချသွားလို့ဆိုပြီးတော့ပဲလူတွေကဝိုင်းပြီးတော့အပြစ်တင်ကြမှာဒါပေမဲ့နောက်မှာသူတို့ကဒေချာပေါက်ရှင်းလို့ရပြီဆိုပြီးတော့ပိုင်နေတွေ့ထားတာအဲ့လိုမျိုးအခုတော့ဘုံတကားပေါ်လာပြီလေပို့တွေပါရေးလာပြီတင်လာပြီစကနေဦးကလေးကခင်ဗျားတို့နော်ဘုံတကားကိုစစ်တပ်ထဲဝင်သွားပြီးတော့မှစစ်တပ်ထဲကပြန်လွတ်လာတာမဖြစ်နိုင်ဘူးလားလို့ဆိုတဲ့မေးလာတဲ့မိကွန်းတွေလည်းရှိတယ်အစကလေးကစစ်တပ်ထဲမဝင်သွားတာကျုပ်တို့ကရခိုင်လုံးပြည့်တည်ထားပြီးသားဒါကျန်တဲ့အကြောင်းအရာတွေကပြောလို့မဖြစ်လို့လားလုံခြုံရေးရမှာပြောပဲနေတာအဲ့တော့ဒါမဲ့သူတို့အပိုင်တွက်ထားတာကဘုံတကားကိုအပြတ်ရှင်းလို့ဒါကြောင့်စခါတွေဝင်သွားပြီလို့သတင်းလွှင့်တာစခါရောဒီအနုပိတ်အနီပိတ်နဲ့ခေတ်သစ်မီဒီယာတွေရောအကုန်လုံးတခြားမီဒီယာတွေအများကြီးပါမီဒီယာတွေအများကြီးအဲ့တော့အဲ့လိုပိုင်တွက်ထားကြတာဘုံတကားကစခါတွေဝင်သွားပြီဆိုပြီးတော့မှသတင်းလွှင့်ပြီးတော့သူတို့ကအပိုင်အမိဘယ်လိုမှပြေးမလွတ်နိုင်ဘူးလို့ထင်ပြီးတော့အဲ့လိုသတင်းကြိုလွှင့်လာတာပါဘယ်လိုလဲဆိုတော့အဲ့လိုစခါတွေဝင်သွားပြီလို့သတင်းလွှင့်ကမှအဲ့လိုသတင်းလွှင့်ထားမှသူတို့လက်ထက်မှာသူတို့လှုပ်ချင်တာလုပ်လို့ရအပြတ်ရှင်းလို့ရမှာလေပြတ်ကိုရှင်းမှာဒါမဲ့တကယ်တော့စခါတွေမဝင်ဘူးအခုအနူတန်းအနေတန်းမီးလောင်နေပြီဖာတန်လို့တော့မပြောတော့ဘူးဖာတန်ကတော့စခါတွေကျွန်တော်ကပြောတာဆိုတော့ဒါအနူတန်းနဲ့အနေတန်းမီးလောင်နေပြီလို့တခိုးတန်းမီးလောင်နေပြီလို့ပဲပြောခြင်းတယ်အဲ့လောက်ပါပဲ